ကဲအားလုံးမင်္ဂလာပါဗျာနော်မျိုးတွေကျွန်တော် live တော့မလွှင့်တော့ဘူးဗျာနော်ကျွန်တော် video file လေးပဲတင်ပေးလိုက်မယ်ဒါလေးကကျွန်တော်တို့ key uni လေးပါဗျာနော် key uni လေးပါကျွန်တော်မတင်ခဲ့ရင်တော့ကျွန်တော်တို့မျိုးတွေယူတက်အောင်လုပ်မယ်ဗျာနော်တချို့မျိုးတွေရတယ်ယူတက်ပါတယ်ဒါလေးကတသက်တာတော့သုံးသွားလို့ရပါတယ်နော်တသက်တာလုံးရုပ်သုံးသွားလို့ရပါတယ်သူကတစ်ဖက်မှာတစ်ရက်လောက်တော့ပြတ်တတ်တယ်နော်၄ရက်လောက်ကတော့ပုံမှန်မှန်ပါတယ်ဗျာနော်အဲ့တော့ပြတ်တဲ့ပွဲလေးတွေလည်းစိတ်ထဲမကြပါနဲ့ပြတ်တဲ့ပွဲလေးရှိခဲ့ရင်လည်းနောက်ရက်ဒီမှာစရိုက်ပြန်မှန်ပါတယ်ဗျာနော်တသက်တာလုံးသုံးလို့ရပါတယ်အဲ့တော့ကျွန်တော် key uni လို့တစ်ချက်ပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အုပ်စုလေးတွေမှတ်ထားပါ1 4ခွန်ဆိုတော့အုပ်စုတစ်ခုမှတ်ထားမယ်3ည3 6 9ဆိုတော့အုပ်စုတစ်ခု၄လုံးနော်ဒီကောင်၄လုံးတွဲဖြစ်မယ်ဒီကောင်3လုံးတွဲဖြစ်မယ်အဲ့တော့2 5 8ဆိုတော့နော်ကနန်း10လုံးကိုတီတီပပပိုင်းဖြတ်ထားတယ်ပိုင်းဖြတ်ထားတာဘယ်လိုကြောင်းလဲဆိုတော့1နဲ့4ကြားမှာ2 3ချပါတယ်နော်4နဲ့9ကြားမှာ5 6ချပါတယ်နော်အဲ့တော့3ညနဲ့3ကြားမှာ1နဲ့ချပါတယ်3နဲ့6ကြားမှာ4 5ချပါတယ်6နဲ့9ကြားမှာခွင့်8ချပါတယ်နော်နှလုံးကြားတွေနဲ့တေချာပိုင်းဖြတ်ထားတာ2နဲ့5ကြားမှာ3 4ချပါတယ်5နဲ့8ကြားမှာ6ခွန်ချပါတယ်ဟုတ်ပြီနော်အဲ့တော့စနစ်တစ်ခုနဲ့ယူထားတာဖြစ်တဲ့ကြောင့်မလို့ဒီအုပ်စုတွေကပြက်ရင်တော့တရက်2ရက်ပဲပြက်ပါတယ်အများနဲ့လို့မှန်းနေပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုယူမလဲဆိုတော့တစ်ချက်ပြပေးမယ်ဗျာနော်တစ်ချက်ကြည့်ပဲထွက်စင်ကိုကြည့်ပေးပါပြီးတဲ့ဘက်ကတော့တဲ့ဆန်ဆိုင်ဒီ3ရက်လောက်ကတော့ပြတ်သွားတာမျိုးတွေရှိတယ်ဗျာနော်ဒီ2ရက်ကတော့ပြန်မှန်နေတယ်အဲ့တော့ဘယ်လိုမှန်လဲဆိုတော့တစ်ချက်ယူပြမယ်ပြတ်တာလည်းဘယ်လိုကြောင်းလဲပြတ်တယ်ဆိုတော့ပြပေးမယ်ဟုတ်ပြီနော်အဲ့တော့တစ်ချက်ကြည့်ပေးပါကျွန်တော်တို့1နဲ့5ပေါက်5 break ပါမနေ့ည break တွေကိုတစ်ချက်ကြည့်မယ်ဗျာနော်ဒီမှာဆိုရင်5 break ပါဒီမှာဆိုရင်ခွန် break ပါအဲ့တော့ခွန်နဲ့9နဲ့ပေါင်းပါ2ပါနော်အဲ့တော့12ပေါ့ဗျာနော်အဲ့2ဆိုရင်2 5 8ဆိုတော့ကီအုပ်စုကိုယူမယ်နောက်ရက်မှာဒီကီကအထီးကီဖြစ်မယ်နော်အဲ့တော့မှဒီမှာကျွန်တော်တို့ကြည့်ရတဲ့2 5 8ထိမသွားနော်ဒီပွဲလေးကပြတ်သွားတယ်ဒါပြတ်ပင်ပြပေးတာနော်ပြင်မှန်တဲ့တောက်လျှောက်မှန်တယ်ဆိုတော့ပြန်ပြပေးမယ်သူကအဲ့လိုအရန်မှန်တာများလာရင်ပြန်ပြီးတော့တပွဲနှစ်ပွဲပြန်ပြတ်ပေးရနော်အဲ့လိုဟိုကပြန်မှန်နေပြီဆိုတော့ပြပေးပါအဲ့တော့ဒီမှာဆိုရင်တနေ့တာမှာ6 break 6 break 6 ပေါင်း2ပါ2 5 8ကီနောက်ရက်မှာလည်းဒီမှာလည်းပြတ်တယ်ဒီ3ရက်တော့ပြတ်သွားတယ်ပြန်မှန်တယ်နော်အဲ့ဒါလေးပြန်ပြတာဒီမှာဆိုရင်ခွန် break ပါဒီမှာဆိုရင်3ည break ပါနော်အဲ့တော့ခွန်ပေါ့အဲ့တော့ခွန်ဆိုတော့ကျွန်တော်တို့တလေးခွန်ပါတယ်ကီအုပ်စုကနောက်ရက်မှာအထီးကီပါဟုတ်ပြီနော်အဲ့တော့ဒီမှာ84ဆိုပြီးရိုက်ပါတယ်ဒီမှာ6ခွန်ဆိုပြီးတော့ထွက်ပေးပါတယ်ဟုတ်ပြီနော်အဲ့တော့မနက်ည break တွေကိုကျွန်တော်တို့ပေါင်းမယ်နောက်ရက်မှာဒီအုပ်စုတွေကကီယူမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာ3 break ပါဒီမှာ1 break ပါဆိုတော့4အဲ့တော့တလေးခွန်အထီးကီပါဆိုတော့ကျွန်တော်တို့ဒီမှာခွန်တလုံး83ဆိုထိပါတယ်ဟုတ်ပြီနော်အဲ့ပုံစံမျိုးပဲကျွန်တော်တို့မနက်ဖြန်တလင်းလာနေမှာဒီမှာ2 break ပါခွန် break ပါဆိုတော့ကျွန်တော်2 5 8ကမဖြစ်မနေထိမယ်5 8ပျောက်နေတယ်5 8ကစောထလာဖို့ရှိပါတယ်အဲ့တော့ဒီလုံးပဲပြန်ဆင်းမလားဒါမှမဟုတ်ပျောက်နေတဲ့5 8ကဆုံးမလားဆိုတော့မနက်ဖြန်တင်မှာစောင့်ကြည့်မယ်ရေလို့ပြက်သည်ဖြစ်စေမှန်ခဲ့သည်ဖြစ်စေမှန်ရင်73သွားမယ်ပြက်မယ်ဆိုရင်လည်းတရက်နောက်ရက်မှာပြန်မှန်လားစောင့်ကြည့်မယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့အပေါ်ဘက်မှာ3ရက်ပြတ်ထားတယ်ဟိုးပေါ်ဘက်တွေတောက်လျှောက်မှန်တယ်နော်ကျွန်တော်အပင်ရှိဗီဒီယိုဖိုင်ရှိဖြစ်သွားမှာဆိုလို့မပြတော့တာအဲ့တော့လိုက်ပြီးတော့ကျင့်သုံးကြည့်ပါပုံမှန်ကိုကြက်ရလုံးမိုက်တစ်လုံးနဲ့ကတ်ထိုးမယ်ဆိုရင်3ခွက်4ခွက်ထင်တယ်ကျွန်တော်တို့ပေါက်မှာပဲဗျာနော်အဲ့တော့မနေ့ဖြန်မှာ2 5 8ကီပါ2 5 8ကီဆိုတော့ကျွန်တော်တို့ဒီမှာ2 break နဲ့3ည break ဆိုတော့နော်2အုပ်စု2 5 8ပါဟုတ်ပြီနော်အဲ့တော့2 5 8ကိုဥမာကျွန်တော်တို့ကမနေ့ဖြန်အမျိုးတွေကဥမာတစ်လုံးကြိုက်တယ်ပေါ့ဗျာနော်ဥမာ4ဖြစ်ဖြစ်9ဖြစ်ပေါ့တစ်လုံးကြိုက်တယ်ဆိုရင်ဒီ3လုံးနဲ့ကတ်ထိုးမယ်ဆိုရင်4 2 4 5 4 8အဲဒီပုံစံသဘောတရားမျိုးကတ်ထိုးလို့ရတယ် main ကွက်လေးရွေးတူကောင်းတယ်ဆိုတာကိုပြောပြတာအဲ့တော့ကိုကြိုက်ရဘာကဏ္ဍပဲဖြစ်ဖြစ်ဒီလိုကီးရမှန်နေတဲ့အတွက်ကြောင့်မို့လို့အများနဲ့မှန်တယ်တရက်တလီတော့ဖောက်တတ်တယ်အဲ့ဒါမျိုးဖြည့်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပြန်မှန်လာတာလဲ2ရက်ရှိပြီအဲ့တော့ကိုတင်ထိုးလို့ရအောင်ကိုကြိုက်တဲ့လုံးမိုင်တစ်လုံးနဲ့ကတ်ထိုးမယ်ဆိုရင်2ခွက်3ခွက်နဲ့ကျွန်တော်တို့အမျိုးတွေသိချင်မရအောင်လို့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ video file ကကျွန်တော်တို့ Viber မှာဆိုရင်အရှိကြီးလည်းတင်လို့မရဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်2ရက်လူရှင်းပဲပြလိုက်တာအဲ့တော့ဒီအုပ်စုလေးတွေဖတ်ထားပါနော်တလေးခွန်3369 258ဒီ3မျိုးတွေကပဲလှက်ပတ်ထွက်တယ်ဗျာနော်မနက်ည break ပေါင်းပါနော်တနေ့တာထွက်တဲ့ကဏ္ဍကိုမနက်ည break ပေါင်းပြီးတော့ဒီအုပ်စုတွေကပေါင်းချင်းရလက်ကိုယူပြီးတော့နော်ဥပမာ12ဆိုလဲ2အုပ်စုပေါ့ဗျာနော်15ဆိုလဲ5အုပ်စုပါ18ဆိုလဲနော်28ဆိုလဲအဲ့လိုပေါ့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့10ကိုချပြီးတော့ယူမှာပဲနော်အဲ့တော့17မနေ့ည17 break ဖြစ်ခဲ့မယ်ဒီမှာဆိုရင်10နှစ်ဆိုတော့12ဆိုတော့2ပဲယူမှာဗျာနော်အဲ့တော့2 5 8ကီပါအဲ့တော့မနေ့ဖြန်2 5 8ကီအထိပါနော်အဲ့တော့အမျိုးတွေ fight တယ်မှာဗျာနော်အဲ့တော့